တင်းတိတ်ကိုစိုးကြိုးမရှိပျောက်ချင်တဲ့သူမှဒီဗီဒီယိုကိုကြည့်ဘာကြောင့်လဲဆိုတော့တော်တော်များများလေလာမေးကြတဲ့ဟာပေါ့နော်တင်းတိတ်ပျောက်ချင်တဲ့မကြီးကျမတို့ကလေမျက်နှာကြီးကိုပေါ့နော်ဒီဟာသုံးလိုက်လို့ရှိရင်မဲသွားမှာလားမျက်နှာပေါ်တင်းတိတ်တွေလွှားလိုက်ကွာဒါမျိုးဆိုကျမတို့အရန်ကြောက်တာပဲဆိုအစပိုင်းမှာတော့အဲ့လိုပြီးသွားတော့ဟုတ်ပါတယ်ရှင်ကျမတို့ရဲ့ဒီပစ္စည်းကတင်းတိတ်အမဲဆက်ကိုသူကမျက်နှာစားသွားတယ်လည်းမဟုတ်မျက်နှာကြီးရဲသွားတယ်လည်းမဟုတ်တင်းတိတ်တွေလွှားလိုက်ကွာတယ်မဟုတ်ဒါကတင်းတိတ်ကိုနဲ့ပတ်သက်ပြီးတော့ထည့်ထားတဲ့ ingredient လေးပေါ့နော်တင်းတိတ်ကတော့အဓိကလို့ပုံစံမျိုးကိုထည့်ထားတယ်အမဲဆက်တင်းတိတ်အတွက်အရေးအကြောင်းကိုတက်တာစေတဲ့အမ်ပိုခရင်လေးပါတင်းတိတ်အမဲဆက်ကိုအရောင်နေဖြည်းဖြည်းချင်းမှိန်လာပြီးအသားရည်ကိုတဆင့်တုံးဘယ်လိုပဲစကင်တုံးကိုကြည်သွားစေတယ်ပေါ့အဲ့လိုပြောလိုက်လို့ရှင်ဟောအဲ့ဒါဆိုလို့ရှင်ကျမတို့ယူမယ်တဘူးဆိုလို့ရှင်ကျမတို့အရှင်းပြောက်ပြီလားပြောတော့ဖြစ်လဲစိုးကြိုးဖြစ်မှာကြောက်လိုက်တာသူတို့ပြင်မရှိဘူးရှင်းပြလိုက်တော့လဲနားလဲသလိုလိုနဲ့ဟိုတဘူးဆိုလို့ရှိရင်ရှင်းပြမေးပြမယ်နော်မှန်တရားပြပြမယ်နည်းနည်းတော့ခါလိုက်မယ်တင်းတိတ်အမဲဆက်ဖြစ်လာပြီဆိုလို့ရှိရင်စိတ်ရှည်ရတယ်ဒါကလေအရန်ကန်ကောင်းတဲ့ပစ္စည်းလို့ပြောရမယ်ဘာကြောင့်လဲဒီပစ္စည်းကတင်းတိတ်အတွက်အဓိကထုတ်ထားပေးတာတချို့ ingredient တွေဆိုတင်းတိတ်အတွက်အဓိကမပါတဲ့အရာတွေသုံးနေတယ်အနာနဲ့ဆေးနဲ့မတည့်တာတွေတပုံကြီးရယ်နော်ဒါလေးကတင်းတိတ်အတွက်အဓိကနောက်တစ်ခုတင်းတိတ်ကိုသုံးရင်းနဲ့အရေးကြောင်းတွေတက်တာတယ်မျက်နှာသားကြီးကြည်နုပြီးဖြူဖြူဥဥလေးနဲ့အရွယ်တင်နုပြိုခြင်းတဲ့သူတွေသုံးရမယ်စကင်ကပစ္စည်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ရှည်လက်ရှည်နဲ့သုံးပေးပါကိုနေ့စဉ် daily နေ့ညထဲသုံးပေးနဲ့ကိုယ့်ရဲ့မျက်နှာသားကြီးကောင်းပြီးတင်းတိတ်အမဲဆက်လေးတွေကြည်ပြောင်ရှင်းလေးဖြစ်လာပါလိမ့်မယ်ရှင်